တူဒီ Lucky 7 channel မှာကြိုဆိုပါရစေအားလုံးပဲမလာပါဗီဒီယိုအသစ်တင်တိုင်းတွေ့ရအောင် channel လေးကို like and subscribe နှိုက်ထားပြီနော်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်အထိမပေါက်ကြီးကတော့49ခုနှစ်ဖြစ်ပါတယ်လူတို့လိုအသုံးပြုကြပါ49ခုနှစ်မထိမပေါက်ကြီး9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်ကတော့ဝန်ချိန်ပတ်သီးကတော့1ခွန်ဝန်ချိန်လေးက1ခွန်နော်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်အထိမပေါက်ကြီးကတော့49ခုနှစ်ဖြစ်ပါတယ်လူတို့လိုအသုံးပြုကြပါ49ခုနှစ်မထိမပေါက်ကြီး9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်ကတော့ဝန်ချိန်ပတ်သီးကတော့1ခွန်ဝန်ချိန်လေးက1ခွန်နော်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက် break line ကတော့9394နော်9394 break နော်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက် break line ကတော့9394နော်9394 break နော်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်အကြိုက်ဆုံးထိုးကွက်ကတော့တခွန်တလေးတကိုးတနှစ်ခွန်ကိုခွန်နှစ်ခွန်လေးခွန်ခွန်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်အကြိုက်ဆုံးထိုးကွက်ကတော့တခွန်တလေးတကိုးတနှစ်ခွန်ကိုခွန်နှစ်ခွန်လေးခွန်ခွန်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်အထိမပေါက်ကြီးကတော့49ခုနှစ်ဖြစ်ပါတယ်လူတို့လိုအသုံးပြုကြပါ49ခုနှစ်မထိမပေါက်ကြီး9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်ကတော့ဝန်ချိန်ပတ်သီးကတော့1ခွန်ဝန်ချိန်လေးက1ခွန်နော်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက် break line ကတော့9394နော်9394 break နော်9ရက်2လ2026ခုနှစ်တနက်လျာနေ့အတွက်အကြိုက်ဆုံးထိုးကွက်ကတော့တခွန်တလေးတကိုးတနှစ်ခွန်ကိုခွန်နှစ်ခွန်လေးခွန်ခွန်တူရီချစ်မိတ်ဆွေများအားလုံးလိုသလိုအသုံးပြုကွာအဆင်ပြေအောင်မြင်ကြပါစေတူရီ Lucky 7စူးစမ်းရက်ပါ